မင်္ဂလာပါဒီဗီဒီယိုလေးကတော့ကျွန်တော်ပြမယ့်ဓာတ်ပုံလေးကတော့သူအောက်ခံဘာမှရွေးစရာမလိုဘူးကိုလိုချင်တဲ့ဓာတ်ပုံကိုရွေးယူလိုက်ရုံပဲအဲ့ဒီမှာပထမဆုံးအနေနဲ့ကျွန်တော်ကတော့ဒီ make up ဆိုတာလေးရှိရဲ့အဲ့ဒီကနေပြီးတော့ကျွန်တော်ကမျက်လုံးအရောင်ပြောင်းမယ်ပေါ့နော်ဒါကမိတ်ဆွေတို့ကပြောင်းချင်လေရတယ်မပြောင်းချင်လေရတယ်ကျွန်တော်ကတော့ဓာတ်ပုံကိုပို့ပြီးတော့ရုပ်ကြွပို့ထွက်အောင်ဆိုပြီးတော့ကျွန်တော်ကမျက်လုံးပြောင်းလိုက်တာပေါ့နော်အဲ့မှာအဲ့ကျွန်တော်ထည့်နေမှာအစိမ်းလေးထည့်လို့ရတယ်အနီးလေးထည့်လို့ရတယ်ဒီနည်းနည်းတက်တောက်လေးထည့်ပေါ့နော်နည်းနည်းတက်တောက်လေးထည့်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်ဒီဗီဒီယိုကကျွန်တော် Halloween ညမတိုင်ခင်မှာတင်ပေးဖို့လုပ်ထားပေမဲ့ကိစ္စအကြောင်းကြောင့်နောက်ကျခဲ့ရတာပေါ့နော်တော့ဒီမျက်လုံးရောပြောင်းသွားပြီမျက်လုံးရောပြောင်းသွားပြီဆိုလို့ရှိရင်ဒုတိယအနေနဲ့ကျွန်တော်တို့ effect တွေကိုတွားမယ်အဲ့တော့ကျွန်တော်ကအဲ့မှာ BMW တဲက effect တွေက BMW တဲတွားတယ်တွားပြီးတော့နေမှာကျွန်တော်လိုချင်တဲ့လောက်အပိုင်းလေးပေါ့နော်မိတ်ဆွေတို့ကဒီမျက်နှာတစ်ချမ်းပဲလိုချင်တယ်ဆိုလို့ရှိရင်မျက်နှာတစ်ချမ်းပဲလုပ်မျက်နှာတစ်ချမ်းပဲလုပ်ကျွန်တော်ကကျတော့ဒီမျက်နှာရဲ့ဒီတစ်ခုတစ်ချမ်းလုံးကိုနော်မျက်နှာရဲ့ဒီအောက်ဘက်ပေါ်နေတဲ့ဒီလက်တစ်ချမ်းအဲ့လိုကိုတစ်ချမ်းလုံးကိုပေါ့နော်ကျွန်တော်က BMW black and white color လေးပေါ့ကျွန်တော်ထည့်လိုက်အဲ့ဒီမှာကျွန်တော်တို့တစ်ခုမှတ်ထားမှာကကျွန်တော်တို့အဲ့ဒီမှာ black and white ကိုထည့်တဲ့အခါမှာမျက်လုံးဖော်ထားပြရမှာနော်ဘာလို့လဲဆိုတော့မျက်လုံးကကျွန်တော်တို့ပို့ပြီးတော့ရုပ်ကြွစေရပေါ့နော်အားကြောင့်ပါပြီးရင်အဲ့ဒီကျွန်တော်နှခမ်းနီရဲ့နှခမ်းရဲ့အဲ့ဒီပြီးတော့မျက်လုံးကကြတော့ဟိုဘက်ထည့်လေဟိုဘက်ပူထည့်ပုံမိုင်းတယ်ပေါ့နော်ကျွန်တော်ကဒီမှာမထည့်မိလိုက်ဘူးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ sticker တွေကိုတွားမယ် sticker တွေကနေပြီးတော့ crack ဆိုတာလေးရှိတယ်အဲ့ဒါလေးလိုက်ရှာလိုက်မယ်အဲ့မှာ crack တွေမှာကကြတော့အများကြီးရှိတယ်ဗျာပြီးတော့ကျွန်တော် black and white color လေးကိုအောက်ခံထားပြီးတော့crack ကိုတုံးတဲ့အကြောင်းရင်းကလိုမျိုးအဲ့ crack တွေကဒီတိုင်းဆိုရင်လည်းမပေါ်ဘူးမဟုတ်ပေါ်တယ်ဗျာဒါပေမဲ့အဲ့ဒီ black and white ခံပြီးတော့ဗျာအဲ့လိုမျိုးလုပ်ရလို့ရှိတကယ်အဲ့လိုမျိုးဒီကျွန်တော်ဆွဲပြသလိုမျိုးအဲ့လိုမျိုးလေးဖြစ်နေတာပေါ့ကျွန်တော်အဲ့လိုမျိုးလေးပါနော်ဒီလို edit မျိုးကိုကျွန်တော်အရင်ကဂျကာပုံစံနဲ့ကျွန်တော် edit ထားပူတာလေးရှိပါတယ်နော်အဲ့ဒီဗီဒီယိုလေးလည်းကြည့်လို့ဖိတ်ခေါ်ပါတယ်ဗျအမှကျွန်တော် crack နဲ့တစ်ခုချင်းအမှကျွန်တော်ထည့်ခြင်းနဲ့ crack တစ်ခုပြီးတစ်ခုထည့်တယ်ကျွန်တော်ကတော့အဲ့မှာတစ်ခုလုံးကိုတို့ဒီတစ်ချမ်းလုံးကိုအဲ့အကြောင်းအရာတွေလိုက်ထည့်တာပေါ့နော်အကြောင်းအရာလေးထည့်ပြီးလို့ရှိရင်ကျွန်တော်ကတော့ဘာမှထူးမချိန်နေဘူးပေါ့နော် paste add တဲ့ကနေပြီးတော့ကျွန်တော်မကြသေးခင်ကတွေ့တာတဲ့အရာလေးတူးလေးတစ်ခုရှိရပါတော့တူဟာမှာ crop တွေကိုတွားမယ် crop တွေကနေပြီးတော့ဒီပြများပြတာလေးကိုနှိမ့်လိုက်မယ်နော်ပြီးလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့အပိုင်းပေါ့နော်လိုချင်တဲ့အပိုင်းကိုကျွန်တော်တို့ညှိယူလိုက်မယ်ညှိယူပြီးတော့အဲ့မှာကျွန်တော်တို့လွှင့်ချင်တဲ့ပုံစံလွှင့်လို့ရတယ်ဗျအဲ့ edit ကကျွန်တော်အဲ့ဒီပုံစံမျိုး edit တာကကျွန်တော်အခုမှကျွန်တော်အဲ့ edit နည်းကိုတွေ့တာကတိတ်မကြသေးဘူးအဲ့ဒီဟာကိုလုပ်ဖို့တော့ကျွန်တော်2ခေါက်3ခေါက်လောက်တော့ကျွန်တော်လုပ်လိုက်ရတယ်ပေါ့နော်ကျွန်တော်လိုချင်တဲ့ position လေးကိုရဖို့တော့ပေါ့နော်ကျွန်တော်ဒီလိုမျိုး edit ပြတယ်ဆိုတာကကျွန်တော်လည်းအရန်ကျွမ်းကျင်တယ်လို့ပေါ့ကျွန်တော်ဝါသနာတစ်ခုပဲပါတာပါဗျာကျွန်တော်အဲ့ဒီမှာကြည့်နေနေမှာပေါ်လာတဲ့ဟာတွေမျိုးကိုပေါ့နော်ကျွန်တော်ကအဲ့လိုမျိုးမိတ်ဆွေတို့ပြန်ဝင်များတာပေါ့နော်ကျွန်တော် edit တဲ့နီးမှမဟုတ်ဘူးပေါ့နော်တခြားနီးလန်းလေးနဲ့လည်းမိတ်ဆွေတို့ကကို idea ပေါ်သလိုedit စီချင်တာပေါ့နော်အဲ့လိုဖြစ်အောင်ကျွန်တော်ကူညီအဲ့လိုမျိုး idea လေးရစီချင်တာပေါ့တဘောကတော့ကျွန်တော်ကတော့အကျွမ်းကျင်လည်းမဟုတ်ဘူးကျွန်တော်ကဝါသနာတစ်ခုပဲပါတယ်တူပါကျေးဇူးတင်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုကိုနေ့တက်ကြတယ်ဆိုလို့ရှိရင်subscribe လုပ်ပေးပါဗျကျွန်တော်မှာ Facebook YouTube TikTok Instagram ဆိုပြီးတော့အကောင့်တွေလည်းရှိပါတယ်ဗျကျေးဇူးပါနောက်ဗီဒီယိုမှာတွေ့ကြမယ်နော်